ခန္ဓာရှိတဲ့နံပါတ်6ရာဒါမျိုးသုခကာရီကျမ်းမာရေးနဲ့ဘုဟုရေးတိတိရဲ့ဥက္ကဋ္ဌဒကာကြီးဦးစိုးဝင်းကအသင်းဆိုင်ရာများကိုဆက်လက်လျှောက်ထားပေးပါရဲ့မေတ္တာရပ်ခံနိုင်ကြပါလေ1386ခုနှစ်ဝရဏပြည်တော်13ရက်25ရက်နေ့မှာကောင်းတာကဒီမှာလေးနဲ့ဒီပါပြုလို့တော့ဂိုင်းလိုက်ဒေတာကြီးဂိုင်းရုပ်တောက်တိုင်းကျမရင်းနဲ့ဒီရေးကြီးစကားနဲ့ပြေအောင်ဝယ်ခန်းလာတာဒါပြီးတော့ဒေဝကအာဇုကြီးဆောက်ထားပါလားဆောက်တော်လာရင်ဆရာတော်ကြီးများများပြီးတော့ဒေဝကအာဇုကဆရာတော်ကြီးများကြီးဒီလိုဆုံးကြာပုံတို့ကိုလက်ဆောင်မှု၍လူသေးစွာစစ်ခိုးပြောက်ထားခြင်းပြုပါဗျာတပည့်တော်များဥပကာယီသိကြီးဆရာတော်ကြီးများ၏အဆုံးအမအောင်ဝါဒနဲ့မေတ္တာဒါနကိုခံယူ၍လွန်ခဲ့သည့်28ရက်သက္ကရာ2009ခုနှစ်မှာစတင်၍ဒီကာလာခဲ့ရာခုနှစ်ပါဆိုရင်15နှစ်ပြည့်ကြီးရောက်ခဲ့ပါပြီဗျာအခုလို15နှစ်ကြီးပြည့်ပတ်တဲ့အခမ်းအနားမှာဆရာတော်ကြီးများကိုမြင်ရသည့်အတွက်ဒီပိဋကဆိုတာရားတပည့်တော်များအနေနဲ့များစွာဝါဒအားပြည့်ပါကြောင်းကျေးဇူးစွာလျှောက်ထားအပ်ပါဗျာလွန်ခဲ့သည့်2020ခုနှစ်မှာစတင်၍ရားတပည့်တော်များ၏အင်းကြီးနေတဲ့ကိုဗစ်ကာရောဂါများနဲ့ခြေနေရကြသည့်ကြောင့်စီဝေဝဲများဒီဘက်လေကံများကိုဒီလိုဖြစ်ခဲ့ပါဗျာ15နှစ်တာအချိန်ကာလဒီဘာမှမကြာသေးဘူးရှင်မြတ်တော်လဲဒီ15နှစ်တာကာလအတွင်းမှာပဲသုခကာယီကျမ်းမာရေးနဲ့ဘုမှုရေးအင်းကြီးနေဖြင့်ရောင်များလာစွာသောကျမ်းမာရေးဘုမှုရေးပညာရေးဘာဝဘေးစောင့်တည်များကိုများစွာဆောင်ရွက်နိုင်ခဲ့ပါလေဗျာ။ဒကာမျိုးလူလူသားများ၏စေတနာတရားတွေကြောင့်ပေါ်ပေါက်လာသောဒီသုခကာယီကျမ်းမာရေးနဲ့ဘုမှုရေးအင်းကြီးဟာဖြင့်ဒကာမျိုးလူလူသားတို့၏ကျမ်းမာရေးဘုမှုရေးပညာရေးဘာဝဘေးစောင့်တည်ကိစ္စရတဲ့ဗနာနာထားတဲ့အခြားမျိုးလူမျိုးသားတိုင်းရင်းသားညီကိုမောင်နှမများ၏ကျမ်းမာရေးဘုမှုရေးပညာရေးဘာဝဘေးစောင့်တည်ကိစ္စရတဲ့လက်တန်းမြာပြီးတော့သာရှိသောဒီဆောင်ရွက်နိုင်တဲ့အခါနဲ့ဒီဇာမဝန္တာရာဖြစ်ပြည်ရရမှာဖြစ်ပါတယ်။ဒီပါဒီသားတို့ရဲ့နှလုံးသားစေနာအားလုံလာအားတွေကြောင့်ပေါ်ပွားလာသောအင်းကြီးဟာဒီပါဒီသားတို့ရဲ့အကျိုးစီးပွားတို့ကိုဆောင်ရွက်နေသည့်ဥပ္ပေဆိုနေပါတယ်ဗျာ။ဒီမှာနေတာကာလအတွင်းမှာဘာဝဘေးရန်နဲ့တာရောက်သောဒေတာများတို့တွားရောက်နှမ်းပြီးဝေကျပေးနေမှာရှိခဲ့ပါတယ်ဗျာ။သုံးဒီပင်စေယုံစေကံများတို့ကိုဆောင်ပြီးဆိုတော့ရင်းချင်းကြီးဟာ1930ရှိခဲ့ပါတယ်ဗျာ။တတိဘုဒ္ဓဝါညာဒီစစ်ကျေရှိလို့ပြီးပြီးဆရာတော်တန်ခါတော်လက်ကျင်ဘိုးဘွားစုစုပေါင်း1996ခုနှစ်တတိဘုဒ္ဓဝါညာဆိုတဲ့လူရတိတွေ320ကိုရှိခဲ့ပါတယ်ဗျာ။ဒါရေးကိစ္စများပြီးတန်ခါတော်လက်ကျင်ရုပ်သားမျိုးသမီးစုစုပေါင်း9593လို့ဆိုတဲ့ပို့ဆောင်ပြီးတင်ပြနိုင်ခဲ့ပါတယ်ဗျာ။မော်တော်ယာဉ်များ30ခုများအတွက်ဟောရေး5395စီကာလာနေတဲ့သမန်တန်ကို7,180ကျော်ပုံကြနိုင်ခဲ့ပါဗျာ။ဒီနေ့နေတိုင်းပြုစုနိုင်မှုများအတွက်ဒီသွေးဒီသွေးပုံသွေးဒီသွေးဒီကောင်ဒီနေ့တော့10,480ခုလေးကိုလည်းထူထမ်းနိုင်ခဲ့ပါလေဗျာ။အော်ဒီကျေဘူးခါရမှု3,000ရှိပါဗျာ။ဒီပါရှိမရှိပညာတော်တော့တက္ကသိုလ်ဝန်ထမ်းနဲ့တက္ကသိုလ်တို့ပြောပညာနေတော့အနာဂတ်တိုင်းပြည်ကျေပွင့်လေးများပညာနယ်တွေထောက်ပံ့ထူထမ်းခဲ့ရ2013ခုနှစ်မှာစာရေးရှိဥပဒေ300ကိုပုံပြနိုင်ခဲ့ပါသူတို့ကပြည်သူများဒီပေါင်းစုများမှာစစ်တေရှိခဲ့ပါတယ်ဒီစစ်တေကမှာသူတို့ပြည်916လထူထမ်းနိုင်ခဲ့ပါတယ်။ဒါကိုင်းသူစီကိုပြည်သူ့ဘဏ်တို့ပြည်သူ့တဲ့လုံးထူထမ်းခဲ့ပါတယ်ဗျာ။ဒီနောက်ကြမှာပြောမှာတယ်ဒီလာတဲ့ကဒီစီရမှာ1500ခုကရှိပါလေ။ကျမရဲ့ကမ္ဘာဒီပြည်ရ1960တို့ပဲဒီကတိတ်340ခုတိတ်ကျော်ရှင်းနေခဲ့ဖြစ်ပါတယ်ဗျာ။ဒါရေးကမ္ဘာဒီပြည်ရ140ရှိဝေကျ89သိန်းကိုဒီ
ဒီဖြစ်ပါတယ်။ပြည်ပြန်ကာကွယ်ရေးသူကြီးလူနာပေါင်း934ဦးပေးနိုင်ခဲ့ပါတယ်။ဗျာငွေကြအနေနဲ့124သိန်းကျော်လူနာနိုင်ခဲ့ပါတယ်။ငွေသိကြီးလေး122လုံးလူနာပေးနိုင်ခဲ့ပြီးငွေကြ14သိန်းကျော်လူနာခဲ့ပါတယ်။ဆရာတော်ဘုရားဥဆောင်ရေးဆရာတော်ဘုရားကတစ်နေ့လေးသိန်း100ခန့်ကျက်ဝင်ဆက်တဲ့လူနာကဆရာတော်ဘုရားရဲ့ဒီကြာရကတက္ကမများနဲ့ဥပကာယင်းကြီးရဲ့ဖောင်ဒေးရှင်းတို့ကတက်နိုင်သောဘုရားလူနာရဲ့ဒီကြီးလေးမှာသင်္ကန်းသားကိုလေ2024ခုနှစ်ထိငွေကျပ်3,500ကျော်ပုံရခံကဒီကတလမအတင်ကြီးပို့ချပေးနိုင်သူကြီးမဟုတ်နိုင်ခဲ့ပါဘူးဗျာအခုကဥပကာယင်းခါမဲ့သင်္ကန်းကို2019ဘုဘေကာလာမှာသာယူပိတ်ထားခဲ့ပါဗျာဘုဘေစကူကာလာမှာလည်းဥပကာယင်းကြီးကလူငယ်မောင်ငယ်များကမိမိတို့ရဲ့အသက်ကိုဘာသာနာပဲမြို့သူမြို့သားများလောကပြကျင်းစီရေးဖို့လှုပ်ဆောင်ခြင်းများဖြင့်သာသနာ့ပြုလုပ်ကြပါဗျာကိုဗစ်19ကာလမှာလည်းကိုဗစ်19ကြောင့်ဖြစ်တဲ့ဘောလုံး986ပေါက်ကျော်ကာယင်းကြီးကလုံးဝခဲ့ပါဗျာတို့သူဆောင်ရခြင်းများပဲသူဆောင်နိုင်ကဆရာတော်များနဲ့လုံးဝအောင်ကြီးကသူ့ပင်ကြီးပါတော့မတတ်တင်အပ်ပါဥပကာယကာမစေကံကိုပိတ်ထားခဲ့တယ်လေ2020ဆက်တာပဲမှာတော့ဆောင်ပြုမှာအချိန်ကြီးကြောင်းပြလာတော့ရှင်ချမ်းမြတ်ရဲ့ဘဝရေးကပိုးပွားနေကိုဒီနေ့စလာအရှိန်ဆောက်ပေးခဲ့ပါဗျာအခုဘဝရတဲ့ဘဝရေးနေရာကိုရှင်မြတ်ရဲ့အကောင်းဆုံးရတဲ့မှာရရှိနေပြီဖြစ်ပါရဲ့ဒီရက်9လ2024နှစ်ကစတင်ကကိုဘဝများကိုဒုနေရာသို့တောင်းရွှေ့ပေးနိုင်ခဲ့ပါဗျာလက်လက်နေတော့သူကရေကားမဲ့စီကံနေရာကိုဒီကဆရာတော်ဘုရားကြီးတောင်းပါမှာတော့ရှင်ချမ်းမြတ်ရဲ့ကမိသားရဲ့ကလေးတွေဟောတော်ရဲ့ဒီဟာကပလင်နာကိုတောင်းစီကစေကံမှာဒီဆောက်ရှောက်ထားပါတယ်ကိုကလေးများပြောတဲ့ကိုယ်ပိုင်ညီနေရာကိုဒီမျိုးဝင်တဲ့တောင်းရအသည့်ဒိဋ္ဌာနဲ့မနီးဝေးမှာရရှိနေပြီဖြစ်၍ဒီရက်3လ2025နှစ်မှာတောင်းစီရစီစဉ်ထားပါတယ်ဆရာတော်ဘုရားများဒီပြီးတော့များဤဘက်ကရဲ့ကျမ်းမာရေးနဲ့လူမှုရေးအင်းကြီးဟာဆရာတော်ကြီးများရဲ့ဝိသပြမြို့သူမြို့သားစေနာရှင်ရှင်များရဲ့ဝိသပြတွေကြောင့်အခုလိုသူတည်လာခြင်းနဲ့ယုံကြည်ပါတယ်ဗျာဒီတင်းကြီးနဲ့ဆက်သွယ်၍ပြည်သူတွေနဲ့အားလုံးကိုပြည်သူပြည်ကြီးပါကြောင်းနဲ့သောတာကြီးကျမ်းမာရေးနဲ့လူမှုရေးအင်းကြီးစားတဲ့လူတို့ရဲ့အပေါင်းများစွာဆောင်လာတော့မျိုးစစ်တဲ့ငွေများတိုင်အောင်ဒဂိုင်းမျိုးသူလူသားတို့ရဲ့အကျိုးသာဝရစေဖို့ဆောင်ရတဲ့ရပါစေကြောင်းသူ့မှုပေါင်းဆောင်ရတဲ့တရားတော်ဤသွားလာကိုဒီကုန်းဆောင်တာပါ